ဒီကောင်လေးကျောင်းကြီးဦးဒါအောင်ကိုမှစုတော်ငွေ9000ချင်းမှာဖြစ်ပါတယ်ဟုတ်ပါကျွန်တော်ဒီကောင်လေးကညီငယ်များဖြစ်ပါခင်ဗျာလက်ခုပ်တန်လေးချင်းပေးပါအောင်အားလုံးအာစီယာဖြစ်မြောက်ရေးကော်မတီမှစုတော်ငွေ9000ချီးမြှင့်ပါတယ်ခင်ဗျာဆရာစင်မောဆုလက်ခံပေးပါဦးခင်ဗျာကျောင်းဆရာကြီးဒေါက်တာအောင်ကိုမှရ
ကျွန်တော်ဒီမှာလို့ဆိုရင်ဒီနေ့မှာတော့ဒီလိုတည်းဟုတ်ပါတယ်ကျွန်တော်တကယ်ကြီးရေးတဲ့ရှင်းလေးလို့ဖြစ်ပါတယ်ဒီဆရာတူတီရေးတဲ့ရှင်းလေးလို့ပါဖြစ်ပါတယ်အဲ့ချင်းနာမည်ကတော့ကျောင်းဆရာဒီအကြောင်းရေးထားတဲ့ရှင်းလေးလို့ပါပါတယ်ထွက်ချောင်းတစ်ဖက်မှာတရားကိုလုပ်တဲ့လာထွက်မှပြီးဆက်နေယောက်ျားအောင်ပြောတယ်တို့ဒီကိုတင်ညို့ပြောတယ်ငက်တန်လေးကနားထောင်လို့ချီကိုမပြင်းရင်ဒီကိုရှင်ဘိုးဝင်ရင်လေးစေမရှိဘူးတောင်းဝေးတော့ကိုရင်အကိုင်းကောင်းချိုးတော့မဲ့တွေ့တဲ့ဆရာလေးရန်ကထွက်ချောင်းတစ်ဖက်ကိုချက်ကြောကလေးတော်တဲ့ကြောင်တရားလေးစေလေးကကြောင်ထိုးရင်လည်းတုံးဆုံးတဲ့ဒီခွဲမောက်လင်းပြောင်းရင်လည်းတုံးဆုံးတဲ့ညာစာအိမ်နေရပြီးပါအစုံတန်ရရဲ့နာနေအောင်ဘောကတွေးဟာဆိုရင်တွေးပဲပေါ့မောင်ရင်ဝေးတော့မို့ရင်အတိုင်းကလေးထုံးလုံးနဲ့တွေ့တဲ့ဆရာလေးခေါင်းလောင်းစဲတွေးခွက်ထဲမှာရဲ့ရည်လည်းတော့ဆွေးတဲ့ကြောင်ဆရာလေးမ
လေး